Hello အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဆရာမကမဟာဗုဒ္ဓစာရာခွင်တွေကအဓိပတိဖွားများအကြောင်းကိုပြန်လည်မြောက်အောင်ပေးသွားမှာပဲဖြစ်ပါတယ်ဒီထဲမှာအဓိပတိစာရာခွင်တွေမွေးဖွားလာတဲ့သူရှိပါသလားမိတို့ရဲ့မြန်မာမွေးတက္ကရီကိုတီးပြီးတော့ခုနှစ်နှစ်စာပါဥပမာသင်ဟာတာရပရိနိဉာဏ်သားသမီးဖြစ်တဲ့တည့်အကျွေးရတယ်ဆိုရင်အဓိပတိဖွားဖြစ်ပါတယ်နားလည်ရလွယ်ကူအောင်ဒီဗီဒီယိုထဲမှာပုံလေးတစ်ပုံနဲ့ပြသထားပါတယ်နော်အဓိပတိဖွားမြင်ပြီးပြတ်တိကုန်တဲ့နှုတ်မှုပညာသက်မွေးရာတေချာထင်အလီရင်းမှန်စကြွခတ်ထန်လာကြောက်ကြမရှိကေစကားအရာလူကျဲဝဝေစာပြောတတ်ခြင်းဆိုတဲ့စကားအတိုင်းပါပဲအဓိပတိဖွားတွေဟာအောင်မြင်ကြိုးစားနိုင်ပြီးတော့ကောင်းတဲ့ကောင်းတဲ့သူတွေချစ်ကြပါတယ်။နောက်မှုပညာနဲ့အတက်မွေးဝဲကြောင်းပြုရတတ်ပါတယ်။စကားပရိယေမာယာကျွမ်းသူများဖြစ်တဲ့အတွက်ကုံသေးပွဲစားပင်စရာပညာရေးတွေပဲဝန်ဆောင်မှုလုပ်ငန်းစတဲ့အလုပ်မျိုးတွေအကျိုးပေးထက်တတ်ပါတယ်။အဓိပတိဖွားတွေဟာရဲတီတီခိတ်ညာကြတဲ့သူတွေဖြစ်ကြတဲ့အတွက်လုပ်ငန်းခွင်တွေမှာဦးစီးဦးဆောင်ပြုရတတ်ပါတယ်။ပညာရေးနဲ့သက်ဆိုင်တဲ့နေပယ်တွေမှာလည်းပါရမီပါရှိတတ်ပါတယ်။အမှုကိစ္စဟူသည်များကိုဇွဲလုံးလနဲ့ပြီးစီးအောင်မြင်စွာပြုတတ်ကြပါတယ်။သူတို့တွေရဲ့စိတ်တဘောထားကဖွင့်လင်းပြီးတော့လူချစ်လူခင်လည်းပေါ်များကြပါတယ်။အကယ်၍ကိုကမဟာဗုဒ္ဓစာရာခွင်တွေကဘလို့စာရာရှင်မျိုးလဲဆိုတာကိုသိချင်တယ်ဆိုရင်မိတို့ရဲ့မြန်မာမွေးသက်ကလစ်နဲ့မွေးနေ့နယ်ကိုဒီဗီဒီယိုရဲ့ comment မှာဝေးထားလို့ရပါတယ်နော်နောက်ထပ်အဖွားစာရာများအကြောင်းကိုပြန်လည်မျှဝေပေးဖို့ရှိတဲ့အတွက်ဒီ channel လေးကို like and subscribe လေးပြုလုပ်ပေးဖို့မမေ့ကြပါနဲ့နော်အခုလိုအဆုံးထိကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်